စမ်းကြဲတဲ့ခရီးစဉ်တစ်ခုမှာထန်ဆန်းကိုင်းထိုင်းမောက်ဟာအင်းနီအန်နိုင်လို့ခေါ်တဲ့မိန်းကလေးငယ်တအူကိုတပည့်အဖြစ်အသစ်လက်ခံလိုက်ပါတယ်။ဒါပေမဲ့မြောက်မင်းစုံကုန်းစနုကောင်းကြီးကတော့ဒါကိုလုံးဝသဘောမကျပါဘူး။အင်းနီဟာလူရောင်ဆောင်ထားတဲ့မိစ္ဆာမတကောင်လို့သူကတန်တရားဝင်နေခဲ့တာပါ။အင်းနီရဲ့ပုံစံအမှန်ကိုဖော်ထုတ်ဖို့အတွက်ဝူခုံးဟာမှန်ကူကွက် Demon Revealing Mirror ကိုသူ့မရှိမှမြောက်ပြလိုက်ပါတယ်။ဒါပေမဲ့ထူးဆန်းတာကအင်းနီဟာနည်းနည်းလေးမှကြောက်ရွံ့ခြင်းမရှိတဲ့အပြင်မှန်ထဲမှာလည်းဘာထူးခြားမှုမှပေါ်မလာခဲ့ပါဘူး။ဝူကုန်းကမှန်ပြက်နေတာလားဆိုပြီးသူ့ကိုယ်သူပြန်မှန်ကြည့်လိုက်တဲ့အခါမြင်လိုက်ရတဲ့အရာကြောင့်သူ့ကိုယ်သူတောင်ပြန်တန်တရားဝင်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထန်ဆန်းကိုင်းရောက်လာပြီးဝူကုန်းကိုရှောက်လုပ်နေတယ်ဆိုပြီးစူပူချင်းမောင်းပါတော့တယ်။ဝူခုံးကတော့လက်မခံနိုင်ပါဘူး။တက်တည်ပြဖို့အတွက်အင်းနီရဲ့လက်ကောက်ဝတ်ကိုဓာတ်နဲ့လီးပြီးတွေးတဆက်ချကြည့်ပေမဲ့ဘာတုံ့ပြန်မှုမှရှိမလာခဲ့ပါဘူး။ဒါတော့ဝူကုန်းကမယုံကြည်သေးပါဘူး။အဲ့ဒါနဲ့အင်းနီကသူမရဲ့အပြစ်ကင်းစင်မှုကိုတက်တည်ပြဖို့သူတို့အားလုံးကိုသူမရဲ့ရွာလေးစီခေါ်သွားခဲ့ပါတယ်။ရွာသူရွာသားတွေနဲ့မိသားစုဝင်တွေကသူတို့ကိုနှွေးထွေးစွာကြိုဆိုကြပေမဲ့ဝူကုန်းကြီးရတာတမျိုးကြီးဖြစ်နေပါတယ်။သူကတော့ဒီလူတွေအားလုံးဟာမိစ္ဆာတွေပဲလို့အသေးချာယုံကြည်နေပြီးရွာသားတွေကိုစတင်တိုက်ခိုက်ပါတော့တယ်။ထန်ဆန်းကိုင်းကချက်ချင်းသားပေမဲ့ဝူကုန်းကရှင်းပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဆရာဖြစ်သူကမယုံတဲ့အပြင်ဝူခုံးကိုရိုက်နှက်ပြီးနာကျင်စင်မဲ့စကလုံးတွေပြောဆိုခဲ့ပါတယ်။စိတ်ပြအားငယ်သွားတဲ့ဝူခုံးဟာထန်ဆန်းကိုင်းစီကနေချက်ချင်းပဲလှည့်ထွက်သွားခဲ့ပါတော့တယ်။ထန်ဆန်းကိုင်းနဲ့အင်းနီတို့တောင်ပေါ်မှာစကားပြောနေတော့ဝူခုံးဟာအခွင့်အရေးယူပြီးအင်းနီရဲ့ရွာတရွာလုံးကိုတက်ဖြတ်ချင်မှုဖြစ်လိုက်ပါတယ်။ထန်ဆန်းကိုင်းပြန်ရောက်လာတဲ့အခါရွာလေးဟာပျက်စီးယိုယွင်းနေပြီးဝူခုံးကအင်းနီကိုတက်ဖို့ကြိုးစားနေတာကိုမြင်လိုက်ရပါတယ်။ထန်ဆန်းကိုင်းကဝူခုံးကိုထိန်းချုပ်ဖို့ကာထာမန်တန်တွေချက်ချင်းရွတ်ဖက်ပေမဲ့ဝူခုံးကဆရာပါဆက်ကိုပိတ်ပစ်လိုက်ပါတယ်ပြီးတော့သူ့ရဲ့နာကျင်မှုနဲ့ဒေါသတွေအားလုံးကိုထန်ဆန်းကိုင်းအပေါ်ပုံချလိုက်ပါတယ်။ဝူခုံးကထန်ဆန်းကိုင်းကိုတက်တော့မဲ့ဆဲမှာပဲအင်းနီကဆက်မကြည့်ရတော့ပဲအမှန်တရားကိုဖွင့်ဝင်ခံလိုက်ပါတော့တယ်။သူမဟာတကယ်တော့အယုံဖြူတွေကနေဖြစ်တည်လာတဲ့မိစ္ဆာမတကောင်ဝေပွန်ဒမ်မန်ဖြစ်ပါတယ်။ဒါကြောင့်လဲမော်လက်နက်တွေကသူမအပေါ်အာနိသင်မရှိတာဖြစ်ပြီးရွာတစ်ခုလုံးဟာလည်းသူမဖန်တီးထားတဲ့လှည့်စားမှု revolution တာဖြစ်ပါတယ်။အင်းနီကဒူးထောက်တောင်းပန်ပေမဲ့ဝူကုန်းကတော့လှုပ်ပေးဖို့အစီအစဉ်မရှိပါဘူး။သူဟာချက်ချင်းပဲမူလရုပ်တွင်ကိုပြောင်းလဲပြီးထန်ဆန်းကိုင်းကိုဖမ်းဆီးကတလုတ်တည်းမျိုးချပစ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဒီအစီအစဉ်ရဲ့နောက်ွယ်ကတကယ်လက်တဲ့တရားခံပေါ်လာပါတော့တယ်။အဲ့ဒါကတော့ဆုံးမကြီးကိတ်ပါသူမဟာအင်းနီကိုတုံးပြီးဝူကုန်းနဲ့ထန်ဆန်းကိုင်းတို့ကြားကတန်ရောစင်ကိုဖျက်ဆီးဖို့စီစဉ်ခဲ့တာပါ။ဆုံးမကြီးကိတ်ကသူမနိုင်ပြီလို့ထင်နေတော့မှပဲဝူကုန်းကထန်ဆန်းကိုင်းကိုပြန်ထွေးထုတ်လိုက်ပါတယ်။တကယ်တော့ဝူကုန်းနဲ့ထန်ဆန်းကိုင်းတို့ဟာဒီအစီအစဉ်အားလုံးကိုကြိုတင်ရေးမိနေကြပြီးဆုံးမကြီးကိတ်ကိုအမိဖမ်းဖို့အတွက်တမင်ဟန်ဆောင်ပြီးထောင်ချောက်ဆင်ခဲ့ကြတာပဲဖြစ်ပါတော့တယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုသဘောကျရင်အသေးလေးပေးပြီးအပေါင်းလေးနှိပ်ပေးခဲ့ပါဦးနော်။